Hello အားလုံးမင်္ဂလာပါမိတော်ရဲ့ဒါတော့ channel လေးကနေပြန်မှကြိုဆိုပါတယ်ဒီနေ့ကတော့ဒီထူးထူးခြားခြားပေါ့နော် Pluto retrograde အကြောင်းကိုပြောပြမှာပါဒါပေမဲ့ဒါလေးကသူ retro ဖြစ်နေရတော့ကြာပြီပေါ့နော်9လပိုင်းကလေးကဖြစ်နေတာ9လပိုင်းနေရသူဒီတစ်နှစ်အတွက်ဒီတစ်ခါပဲဖြစ်မှာပေါ့နော်9လပိုင်းကနေပြီးတော့မှအောက်တိုဘာအထိမေကနေပြီးအောက်တိုဘာအထိအချိန်က9လကြာမှာပါဒီတော့ဘာလို့ခုမှပြောရလဲဆိုတော့အဲ့လိုဖြစ်နေအောင်မသိခဲ့ဘူးတို့ဖြစ်နေဆိုတာကိုမသိခဲ့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကြားထဲမှာဒီမေလကုံကနေဒီ6လပိုင်းအစဝင်းစင်လောက်မှာနည်းနည်းတစ်ခုတော့မမှန်မှုဆိုတာကိုစိတ်ကခံစားရတာပေါ့နော်ခံစားပြီးတော့မှမဖြစ်နေလဲဆိုပြီးတော့မှအကြည့်တိုင်းမှာဒါရီတိုဂိတ်ဖြစ်နေရပဲဆိုတာကိုသိရတာလွန်ခဲ့တဲ့တပတ်လောက်ကမှသိခဲ့ရပါတော့တပတ်ဆိုတာ10ရက်လောက်ပေါ့နော်အဲ့လောက်မှသိခဲ့အဲ့နဲ့ဒါကြောင့်ဒီလိုဖြစ်နေပါလားဆိုပြီးတော့မှဒီဗီဒီယိုလေးလုပ်မယ်ဆိုပြီးတော့စဉ်းစားနေကြဒီကြားထဲမှာတော့အချိန်လေးနည်းနည်းကြာသွားတယ်ပေါ့နော်အဲ့တော့ဒီနေ့ကဒီ Pluto retrograde နဲ့ပတ်သက်ပြီးပြောပြမှာဒီ retrograde နဲ့ပတ်သက်ပြီးဘာဖြစ်တယ်လဲဆိုတော့သူက trauma တွေဒီ fears တွေအဲ့ဒါကြီးပေါ်လာတတ်တယ်အထူးသဖြင့်လေအဲ့လိုအရင်တုန်းကပြီးခဲ့တဲ့အတိတ်တုန်းက trauma တွေကလေးတုန်းကအဲ့လိုအရင်ကလေးကဟိုးငယ်ကလေးကပေါ့နော်မိသားစုနဲ့ပတ်သက်တဲ့အဲ့လိုဟာလေးတွေကပြန်ပေါ်လာတတ်တယ်ပြောရမယ်ဆိုရင်ကိုသိမ်းဆည်းထားခဲ့တဲ့အရာကိုကဒီစိတ်ထင်ရတော့ရှိခဲ့တယ်ဒါပေမဲ့ဒါကိုဒီတိုင်းမဲ့ခံစားလိုက်တဲ့အမှတ်တမဲ့ပဲထားခဲ့တာမျိုး healing မလုပ်ခဲ့တာမျိုးအဲ့လိုမျိုးအဲ့ဒါကြီးပြန်ပြီးတော့ပေါ်လာတာမျိုးတွေဒါတွေပြန်ပြီးတော့ခံစားရတာမျိုးတွေရှိလာနိုင်တယ်ပြောမယ်ဆိုဟိုးရင်ကလေးကကိုအရန်ကြောက်ခဲ့တဲ့စိတ်တရားပုံစံမျိုးအရန်ခံစားခဲ့ရတဲ့ထားတော့အသေးကွဲခဲ့တာပဲပြောဒါမှမဟုတ်မိသားစုနဲ့ပတ်သက်ပြီးတော့တော်တော်လေးအဆင်မပြေတဲ့စိတ်ခံစားချက်တွေစိတ်တရားရခဲ့တာပဲဖြစ်အဲ့ဒါလေးပြန်ပြီးတော့ပေါ်လာတာမျိုးတစ်ချိန်ထပ်ပြီးခံစားရတာမျိုးဖြစ်တယ်ဒါပေမဲ့ဒါက तू ကဒီလိုမျိုးဒါအဆင်မပြေမှုတွေခံစားရတယ်ဆိုမှတော့ကောင်းတဲ့ပိုင်းတော့မဟုတ်ဒါပေမဲ့ဘာလဲဆိုတော့ဒီဟာတွေကို तू က healing လုပ်ဖို့အတွက်ပြန်ပေါ်လာတာမျိုးကိုအရင်တုန်းကဒီလိုတော့အဆင်မပြေမှုဖြစ်ခဲ့တယ်ဒီလိုစိတ်တရားတော့ရခဲ့တယ်ဒါပေမဲ့အဲ့ဒါကိုတိုင်းမဲ့ထားခဲ့တယ်အဲ့ဒီဟာတွေကိုပြန်ပေါ်လာစေတဲ့အကြောင်းရင်းကအတိတ်ကအကြောင်းအရာတွေကိုပြန်ပြီးတော့သင်ခန်းစာယူပြီးတော့မှအတိတ်တော့ဒါဘလို့ဖြစ်ခဲ့ပါလဲငါဒီလိုထပ်ပြီးဖြစ်လို့မရဘူးအဲ့လိုမျိုးအရင်တုန်းကအဆင်မပြေခဲ့တဲ့ဟာတွေကိုသင်ခန်းစာယူနိုင်ဖို့အရင်တုန်းကမလုပ်နိုင်ခဲ့တဲ့အရာတွေကိုလုပ်နိုင်လာဖို့ပြောင်းလဲနိုင်ဖို့အဲ့လိုမျိုးအခွင့်အရေးတွေရလာလိမ့်မယ်ဒီ retrograde ကာလအတွင်းဒီလိုမျိုးရလာလိမ့်မယ်ဒါပေမဲ့စိတ်ခံစားချက်တွေတော့အစစ်ပြောမဟုတ်အရင်တုန်းကရှိခဲ့တဲ့ကိုယ့်ရဲ့အကြောက်တရားတွေဒီ toxic relationship တွေကြုံခဲ့ဘူးတဲ့လူဆိုရင်အဲ relationship နဲ့ပတ်သက်ပြီးတော့စိတ်တရားတွေပြန်ပေါ်လာမယ်အဲ့ဒီတော့ခံစားခဲ့ရတဲ့စိတ်ခံစားချက်တွေအဲ့လောက်အထိမဟုတ်ရတာအဲ့လောက်နီးပါပြန်ပြီးခံစားရတာမျိုးရှိလာနိုင်တယ်ပေါ့နော်အဲ့တော့သူကဒီလိုမျိုးပြုပြင်ပြောင်းလဲဖို့အတွက်အခွင့်အရေးပေးလိုက်တဲ့သဘောမျိုးပဲအဲ့တော့ကိုပြန်ပြီးတော့မှသင်ခန်းစာယူနိုင်ဖို့ပြုပြင်ပြောင်းလဲနိုင်ဖို့လိုအပ်မယ်ဒီကြားထဲမှာဆိုသူကအပြောင်းလဲကြီးမကြီးဖြစ်တတ်တယ်အဲ့လိုလုံးဝကိုယ့်ရဲ့လက်ရှိနေတဲ့အခြေအနေကနေပြီးတော့မှလုံးဝ changes ဖြစ်သွားတဲ့သဘောမျိုးအဲ့လိုတွေလည်းရှိလာနိုင်တယ်အထူးသဖြင့်ဆိုရင်လေကိုယ့်အတွက်တောက်စစ်ဖြစ်စေတဲ့ environment တွေကနေပြီးတော့မှရုံထွက်လာနိုင်တဲ့အနေအထားတွေရှိလာနိုင်မယ်ရုံထွက်ခြင်းစိတ်တွေလည်းဖြစ်လာနိုင်မယ်ကိုယ့်အတွက်ဒီထားတော့ toxic relationship အဲ့လိုမျိုးတွေကိုယ့်အတွက်ဒီအဆင်မပြေစေတဲ့အလုပ်တွေအဲ့ရနေထွက်ခြင်းစိတ်တွေဖြစ်လာနိုင်တယ်တချို့ဆိုထွက်ဖြစ်လိုက်တာမျိုးလည်းရှိနိုင်တယ်ထွက်ပြီးအလုပ်အသစ်ပြောင်းပြတာမျိုးတွေသူအဲ့လို changes တွေအရင်ကြီးမားတဲ့အပြောင်းလဲတွေရှိလာလိမ့်မယ်ဒီအနားမှာရှိတဲ့မကောင်းတဲ့လူတွေမကောင်းတဲ့ပတ်ဝန်းကျင်တွေကနေပြီးမှရုံထွက်ခြင်းတဲ့စိတ်တွေဖြစ်ပေါ်လာစေနိုင်တယ်တဲ့တကယ်လက်တွေ့မှာလည်းလှုပ်ဖြစ်လိုက်တာမျိုးရှိနိုင်တယ်ပေါ့နော်ရုံထွက်ဖို့စူးစမ်းလာတာမျိုးလည်းအဲ့လိုမျိုးတွေလည်းရှိလာလိမ့်မယ်ဒါတယောက်နဲ့တယောက်တော့မတူပေါ့နော်တယောက်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးတော့မှအမျိုးမျိုးပေါ့တချို့ကြလုံးဝထွက်ပြလိုက်တာမျိုးတချို့ကြလည်းထွက်ခြင်းစိတ်ဖြစ်ပြီးစူးစမ်းပြတာမျိုးတချို့ကထွက်ခြင်းစိတ်ပဲဖြစ်တာမျိုးအဲ့လိုပုံစံမျိုးပေါ့အဲ့တော့ဒီလိုမျိုးသူကအပြောင်းလဲလေးတွေကိုရှိလာစေနိုင်မဲ့
ကာလပေါ့နော်အဲ့လိုမျိုးရှိနိုင်တယ်ပြီးတော့သူကဘာလဲဆိုတော့ထူးခြားမှုတွေရှိလာစေနိုင်တယ်ထူးခြားတဲ့သတင်းတွေကြားရတာမျိုးထူးခြားတဲ့ကိစ္စရက်တွေဖြစ်လာစေတာမျိုးဒီကိုယ့်ရဲ့နေ့စဉ်ဘဝမှာလည်းအရင်နဲ့မတူတဲ့ထူးခြားမှုတွေရှိလာစေတာမျိုးဒီ relationship တွေမိသားစုတွေအဲ့လိုမျိုးတွေမှာဒီအဓိကဆက်ဆံရေးတွေပေါ့နော်အဲ့မှာအပြောင်းလဲတွေမထင်မှတ်ထားတဲ့ကိစ္စရက်တွေဖြစ်လာမယ့်အနေအထားတွေလည်းရှိလာနိုင်တယ်ဒီတော့အဓိကတော့ပြောင်းလဲမှုတွေရှိလာမှာပေါ့နော်တချို့ကြတော့လေအဲ့လိုဒီဟိုကလေးဘွားကလေးကရခဲ့တဲ့စိတ်တန်ရတယ်တော်တော်လေးကိုခံစားရတယ်တော်တော်လေးကိုပြန်ပြီးခံစားရတာမျိုးအဲ့လိုကိုယ်တိုင်ကပြန်ပြီးတွေးမိတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ်တိုင်ကပြန်ပြီးတွေးမိတာမဟုတ်ဘဲနဲ့အဲ့လိုတိုက်ဆိုင်တဲ့ကိစ္စတွေကကိုယ့်ရှိမှလာပေါ်နေရမျိုးဒါကိုမြင်လိုက်ရတာမျိုးဇာတ်ကားထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်အပြင်မှာပဲဖြစ်ဖြစ်အဲ့လိုကြားလိုက်ရတာမျိုးအဲ့လိုမျိုးတွေရှိလာနိုင်တယ်ပေါ့နော်ဒါလေးတော့တော်တော်လေးဖြစ်တဲ့သူများနိုင်တယ်ဒီလိုမျိုးတွေရှိနိုင်တယ်အပြတော့ तू ကဒီအချိန်ကကြတော့ healing လုပ်ဖို့အကောင်းဆုံးအချိန်တစ်ခုလို့လည်းပြောလို့ရတယ်ကိုအရင်ကတည်းကကြောက်လို့ရှောင်ပြေးခဲ့တဲ့ကိုရဲ့ကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေဒီ trauma တွေအဲ့လိုပြန်ပြီး healing လုပ်ဖို့အချိန်ကောင်းတစ်ခုလို့လည်းပြောလို့ရတယ်အဓိက तू ကပြီးတော့ပြီးပြီးသားကိစ္စတွေပေါ့နော်ဒါပေမဲ့ healing မလုပ်ရင်အဲ့ဒီဟာလေးကကြုံလာတိုင်းပြန်ပြီးတော့မှပေါ်လာပြန်ပြီးတော့ခံစားနေရမှာပဲအဲ့လိုမျိုးဆိုတော့ဒါလေး healing လုပ်ဖို့လိုအပ်မယ်ပေါ့နော်ပြန်ပြီးကုစားဖို့ပေါ့နော်ကုစားဖို့လိုအပ်ပါမယ်ကုစားနိုင်ဖို့ကြိုးစားကြည့်ပါပြီးတော့လေဒါအတိတ်နဲ့ပတ်သက်တဲ့ကိစ္စကတော့အဓိကပေါ့ဒါပေမဲ့ဒီတော့တွင်းမှာဒီလက်ရှိကိုယ့်ရဲ့ပြစ္ဆုတ်ပံမှာကိုကြုံနေရတဲ့ကိုယ့်ရဲ့ဒီအပေါင်းအသင်းလူမှုဆက်ဆံရေးတွေကိုယ့်ရဲ့နေ့စဉ်ဘဝကိုဖြတ်သန်းနေရတဲ့အခြေအနေဒါနဲ့ပတ်သက်ပြီးတော့လည်းပြန်ပြီးတော့သုံးသပ်တာမျိုးလုပ်ကြည့်တတ်ပါတယ်ငါကတော့ဘယ်လိုနေရာမှာရှိနေတယ်ငါဘာတွေလုပ်တဲ့လဲငါဘယ်လိုအခြေအနေမျိုးကြုံနေရတယ်အဲ့လိုမျိုးလေးပြန်ပြီးတော့သုံးသပ်တာမျိုးလုပ်ကြည့်ပါပြီးတော့ဒီသုံးသပ်ပြီးရင်လည်းဒါကတော့ငါရဲ့ဘယ်လိုအချင်းတော့မကောင်းဘူးငါဘယ်လိုပြုပြင်သင့်တယ်အဲ့လိုမျိုးလေးပြုပြင်ပြောင်းလဲတာမျိုးလေးလုပ်ကြည့်ပါဒါလုပ်လို့အကောင်းဆုံးအချိန်အဲ့ဒီအတွက်အချိန်တစ်ခုပေးထားတယ်လို့တောင်ပြောလို့ရတယ်ပေါ့နော်ပြီးတော့သူကလေထူးခြားချက်အနေနဲ့ဆိုရင်လျှို့ဝှက်ထားတဲ့ကိစ္စဖုံးကွယ်ထားတာလည်းပေါ်လာတတ်တယ်ထားပါတော့တခြားလူကကိုယ်ကိုလျှို့ဝှက်ထားတာဖုံးကွယ်ထားတာကိုကသိလိုက်ရတာမျိုးအဲ့လိုမျိုးတွေနောက်တစ်ခုကကိုယ်တိုင်းဒါကိုအစဆွဲမထုတ်ချင်လို့တမင်ကိုယ့်ရဲ့စိတ်အတွင်းပိုင်းထဲမှာဟိုးစိတ်အတွင်းအနက်ဆုံးထဲမှာထားတဲ့ကိစ္စတွေပြန်ပြီးတော့ပေါ်လာတတ်တယ်ပေါ့နော်အဲ့လိုမျိုးဖုံးကွယ်ထားတဲ့အမှန်တရားတွေတို့အဲ့ဒါတွေပေါ်လာတတ်ပါတယ်လျှို့ဝှက်ထားတဲ့ဟာတွေပေါ့နော်ဒါတွေသိလိုက်ရတာမျိုးရုပ်တရက်သိလာရတာဒီလိုတွေလည်းရှိလာနိုင်တယ်ပေါ့နော်အထူးသဖြင့်တော့ဒီဆက်ဆံရေးတွေမှာသတိထားမှာပေါ့နော်လူမှုဆက်ဆံရေးတွေ relationship တွေမိသားစုနဲ့ပတ်သက်တာတွေဒါတွေသတိထားမယ်အချိန်လို့ပြောလို့ရတယ်အမားမခံတတ်ဘူးသူကနည်းနည်းလေးမားတာကအစအဲ့လိုကြီးမားတဲ့အပြောင်းလဲတွေကိုရှိလာစေနိုင်တယ်ပေါ့နော်ဒါလေးတစ်ချက်နည်းနည်းကြည့်စိုက်ပေးပါပြီးတော့ဒီလေတချို့နည်းနည်းစိတ်ခံစားချက်တွေကလည်း sensitive ဖြစ်နေတယ်အဲ့လိုဒီတော့တွင်းမှာအဲ့လိုစိတ်သက်ချန့်ခိုင်တဲ့သူတွေတောင်ခံစားလွယ်တာမျိုးဒါလည်းရှိတတ်တယ်ဝမ်းနည်းလွယ်တာခံစားလွယ်တာအဓိကတော့ trauma တွေကြောက်ပို့ပြီးဖြစ်နိုင်မှာဒီတိုင်းကိုကြုံရတဲ့ကိစ္စတွေထက်လေအဲ့လိုမျိုးတွေလည်းရှိနိုင်တယ်အဲ့ကိုနည်းနည်းထိန်းချုပ်ဖို့ခဲရင်တာပေါ့အဲ့လိုပုံစံမျိုးပေါ့နော်ထိန်းချုပ်ဖို့ခဲရင်တဲ့အခြေအနေမျိုးတွေစိတ်အခြေအနေတွေပေါ့ဒါတွေရှိလာနိုင်တယ်ကိုယ်တိုင်လည်းဘယ်လိုဖြစ်နေလဲဆိုတော့ဒီကာလမှာတခုခုဆိုရင်စိတ်ကတီးမခံနိုင်တာမျိုးတွေဒေါသထွက်လွယ်တာတွေအဲ့လိုတွေဖြစ်နေရပါတော့တခြားသူတွေတော့ဘယ်လိုလဲမသိကိုယ်တိုင်တော့အဲ့လိုမျိုးဖြစ်နေရဲ့စိတ်ကတော့အရင်ကတည်းကတော့မရှိတာပေါ့ဒါပေမဲ့ပို့ပြီးတော့မှစိုးနေအဲ့လိုမျိုးစိတ်ခံစားချက်တွေကလည်းနည်းနည်းမမှန်ဘူးပေါ့နော်မငြိမ်ဘူးအခုအဆင်ပြေလိုက်ခဏနေကြတော့ဝမ်းနေသွားလိုက်ပြီးရင်ပြန်ပြီးတော့ကောင်းလိုက်ဒေါသတွေထွက်လိုက်တခြားလူတွေကိုအကောင်းမမြင်လိုက်အဲ့လိုတွေဖြစ်နေတယ်ပုံမှန်
အေးစစ်စစ်နေတတ်တဲ့သူတွေဆိုရင်တောင်စိတ်မငြိမ်တာကိုခံစားရနိုင်တယ်ပေါ့နော်ဒီကြားထဲမှာအဲ့တော့သူကဒီသူသဖြင့်ပေါ့ဒီဇိုရီရဲ့ဆိုင်နေပို့ပြီးတော့တိတတာခံစားရတဲ့ဇိုရီရဲ့ဆိုင်နေရှိလိမ့်မယ်ပထမဆုံးအနေနဲ့စကော်ပီယိုအနေနဲ့ပို့ပြီးတော့ခံစားရတယ်ပြီးတော့ Taurus Leo Aquarius ဒီဟာရဲ့အနေနဲ့ဒီဆိုင်းတွေကပို့ပြီးတော့တိတတာတခြားဆိုင်းတွေထက်ပို့ပြီးတော့မှခံစားရတတ်ပါတယ်အဲ့တော့ဒီကြားထဲမှာတော့အပြောင်းလဲတွေတော့ကြီးမားမားတွေရှိလာနိုင်ပါတယ်ကိုယ်ကြံ့ကြံ့ခံနိုင်မှုလိုအပ်တာပေါ့နော်ပြီးတော့ကိုယ့်ကိုယ်လည်းလက်ခံတာမျိုးလုပ်ဖို့လိုအပ်မယ်ဒါကတော့ဖြစ်တဲ့လို့ဖြစ်လာတာဘယ်ဟာတော့ဘလို့အဲ့လိုမျိုးတခြားလေးသုံးသပ်နိုင်ဖို့လက်ခံနိုင်ဖို့အရှိကိုရှိတိုင်းမြင်နိုင်ဖို့အတိတ်ကစိတ်တန်ရာတွေကိုဟင်းလင်းလုပ်ဖို့အဲ့လိုမျိုးလေးစူးစမ်းတာမျိုးလုပ်ကြည့်ပါဒီလိုလုပ်ဖို့အတွက်အချိန်တစ်ခု universe ကကိုပေးလာတယ်လို့သတ်မှတ်ပြီးတော့ပေါ့နော်ဒီတော့ဒါကကိုယ်တိုင်လည်းအနေနဲ့ထူးခြားနေလို့မို့လာပြောပေးရပါတော့တခြားလူတွေလည်းလိုမျိုးခံစားနေရမျိုးရှိနိုင်ပါတယ်အနေနဲ့များပေါ့ဒီနေ့တော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ရက်တင်မှာလည်းပြန်လာကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်